Okay, let's go. ဒီဗီဒီယိုမှာပစုံစီးပွားရေးလုပ်ငန်းတစ်ခုကိုအခြေခံပြီးတော့ဘယ်လိုစတင်ခဲ့ပြီးတော့ဘယ်လိုတိုးတက်အောင်လုပ်လဲဆိုတာကိုပြသထားပါတယ်။အသေးစားစီးပွားရေးတစ်ခုကနေဒီပညာနဲ့စနစ်တကျစီမံခန့်ခွဲမှုကြောင့်အောင်မြင်တဲ့ seafood business တစ်ခုအဖြစ်တိုးတက်လာနိုင်ကြောင်းသက်သေပြထားပါတယ်။စီးပွားရေးလုပ်ငန်းကိုစတင်ခြင်းသူတွေအတွက်တကယ်ကိုလေ့လာတဲ့ business case study တစ်ခုဖြစ်ပါတယ်ရှင်။ကိုစီးပွားရေးရှုထောင့်ကနေပြီးတော့ SWOT analysis နဲ့သုံးသပ်ပြသွားမှာပါပထမဆုံးဒီလုပ်ငန်းရဲ့အာသာချက်ဒီလုပ်ငန်းကနည်းပညာကိုသုံးပြီးတော့စနစ်တကျဝင်းမြူထားတာဖြစ်တဲ့ကြောင့်မလို့ဈေးကွက်အခိုင်အမာရှိပါတယ်နောက်တစ်ခုကကြတော့ဒီ seafood နဲ့ပတ်သက်ပြီးတော့ဈေးကွက်ကလိုအပ်ချက်တွေအများများပါတယ်ဒမန်မြင့်ပါတယ်ရှင်ဆိုတော့ဒီလုပ်ငန်းမှာဘာအားနည်းချက်တွေရှိသလဲဒီလုပ်ငန်းကကြတော့အစပိုင်းမှာရင်းနှီးမြှုပ်နှံမှုတအားများပါတယ်နောက်ပြီးတော့နည်းပညာလည်းအသုံးပြုဖို့လိုအပ်ပါတယ်ပြီးတော့အတွေ့အကြုံရှိတဲ့လူတွေလည်းလိုအပ်ပါတယ်နောက်တစ်ခုကကြတော့ယောဂဖြစ်တဲ့ဆိုရင်လည်းဆုံးရှုံးမှုဖြစ်စေနိုင်ပါတယ်ဥပမာအားဖြင့်ကျန်းမာတုပ်ကွေးယောဂဖြစ်လို့ကြက်ချန်တွေအများကြီးဆုံးရှုံးရသလိုမျိုးဝက်နှစ်ရွက်ပြန်ယောဂဖြစ်လို့ဒီဝက်မွေးမြူရေးလုပ်ငန်းတွေမှာထိခိုက်တယ်လို့မျိုးတွေဆိုရက်ဒီအလားအလာတွေလည်းရှိပါတယ်ရှင်ဒီလုပ်ငန်းရဲ့ opportunity ကဘာတွေရှိသလဲခွင့်လန်းနေပေါ့နော်ဆိုတော့လူတွေကနောက်ပိုင်းမှာဒီ healthy ဖြစ်တဲ့အစားအသောက်တွေကိုပို့ပြီးတော့အစားပေးစားသုံးပါတယ်ဒါကြောင့်မလို့ healthy seafood market ကလည်းမြင့်ပါတယ်နောက်တစ်ခုကကျတော့ဒီလုပ်ငန်းကိုဒီပေါ့နော်အောင်မြင်လာတယ်ဆိုရင် export ထိတင်ပို့နိုင်ခဲ့နိုင်ငံခြားကိုတင်ပို့နိုင်တဲ့အထီကိုဈေးကွက်ကိုချဲ့ထွင်နိုင်တဲ့အလားအလာတွေလည်းရှိပါတယ်ဒီလုပ်ငန်းရဲ့ချင်းချောက်မှုတွေကဘာတွေလဲယာတိဥတုကူးပြောင်းဖြစ်ခဲ့မယ်ဆိုရင်ပဇွန်တွေကယောဂတွေရနိုင်ပါတယ်ပြီးတော့ဈေးကွက်မှာရှင်ပြိုင်သူတွေအတွက်ကြောင့်လည်း risk များပါတယ်ရှင်ဒါကြောင့်မလို့ဒီလုပ်ငန်းကိုခြုံငုံသုံးသပ်ရမယ်ဆိုရင်ဒီလုပ်ငန်းကအခွင့်အလမ်းအများကြီးရှိတော့လေစနစ်တကျစီမံခန့်ခွဲမှုနဲ့နည်းပညာအသုံးပြုမှုသည်မရှိမဖြစ်လိုအပ်တဲ့စီးပွားရေးတစ်ခုဖြစ်တယ်ဆိုတာကိုလေ့လာတွေ့ရှိရပါတယ်ရှင်အခုလိုမျိုးဗီဒီယိုကိုအဆုံးထိကြည့်ပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပိုင်းမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့စီးပွားရေးလုပ်ငန်းလေးတွေအကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်